Aircon တကောင်ခွဲကိုဒိုးယူပေါင်း9နာရီခွဲ6နာရီလောက်အေးစစ်စစ်ရတဲ့ Growell ရဲ့ Future CD All-in-One Power Station 56တိတ်အတိနဲ့ပဲယူပါအင်ဗာတာကတော့ 6K အင်ဗာတာဘက်ထရီကတော့ကျွန်တော်တို့106 AA ပေါ့9500 watt hour ပေါ့အကယ်၍ကျွန်တော်တို့အင်ဗာတာကိုနောက်ထပ် parallel ထပ်ချင်တယ်ဆိုလို့ရှိရင်လည်းထပ်တုံးလို့ရတယ်လို့ဘက်ထရီကိုလည်းကျွန်တော်တို့ကနောက်ထပ်တိုးပြီးတော့ parallel join သွားလို့ရတယ်ရှေ့မှာကျွန်တော်တို့ဒီ keypad တွေနဲ့ကျွန်တော်တို့ကသူ့ရဲ့ setting တွေချိန်မယ်ဆိုလေလွယ်ကူပဲချိန်လို့ရတယ်ဥပမာ generator နဲ့တွင်းမှာလား EVC နဲ့တွင်းမှာလားဒါမှမဟုတ်လို့ရှိရင်လည်း solar နဲ့အောက်တွင်းမှာလားဒါတွေကိုကျွန်တော်တို့ကချိန်လို့လွယ်တယ်ကျွန်တော်တို့ keypad setting တွေပါတယ်ပြီးတော့ရင်သူကဒီမှာဆိုလို့ရှိရင်လေထွက်တဲ့အပေါက်မှာဆိုလို့ရှိရင်လည်းဒီလိုပုံစံမျိုး design တွေနဲ့လေထွက်လို့လေဒိုးရုပ်ပေါက်လေထွက်လို့ရတဲ့ design ပုံစံမျိုးတွေပြီးတော့လို့ရှိရင်ကျွန်တော်တို့ Wi-Fi token တက်ပြီးတော့ကျွန်တော် cloud cast နေပြီးတော့ဟို firmware တွေပါ update လုပ်ထားလို့ setting တွေချိန်တာလို့လုပ်လို့ရတယ်နောက်ပြီးလို့ရှိရင်သူက BMS ကိုလည်းသူက LAN cable နဲ့ communicate လုပ်တယ်နောက်တစ်ချက်ကတော့ဗာလဲဆို inverter တွေ battery တွေကိုသူက connection လုပ်တဲ့ဟိုဟာတွေကလည်း connection ဟိုဟာတွေကလည်း bus bar ပုံစံမျိုးတွေနဲ့တွားတာဖြစ်တဲ့အတွက်အရင် safe ဖြစ်ပါတယ်ပြီးတော့လို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့လေထွက်တဲ့လေဝင်တဲ့အပေါက်ပေါ့လေဝင်တဲ့အပေါက်မှာဆိုလို့ရှိရင်လည်းသူကဇကာဟိုမှာအထဲမှာဖြစ်တာပါခံထားပေးသေးတယ်ပြီးတော့လို့ရှိရင်လွယ်ကူဖြုတ်ပြီးတော့တန်ရှင်းလုပ်လို့ရတယ်အင်ဗာတာကိုအာမခံ2နှစ်ဘက်ထရီကိုအာမခံ9နှစ် UR ဆိုင်ဝေးထွက်တဲ့ Lipo ဘက်ထရီကိုတုံးထားတယ်ဈေးနှုန်းကလည်း56သိန်းအတိပဲဆိုတော့ကျွန်တော်တို့ဈေးရလည်းအရန်တန်နေတယ် All-in-One Power Station တွေကတော့ပုံမှန်ကျွန်တော်တို့ residential ပေါ့ inverter တက် battery တက်တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့အားတာချက်ကတော့ဖြုတ်ရတိုက်ရလွယ်တယ်နောက်တစ်ခုကကြတော့သူ့ inverter နဲ့သူ့ battery နဲ့တွဲထားတာဖြစ်တဲ့အတွက် BMS တွေလည်းမချိတ်ဆက်မိစရာအကြောင်းမရှိဘူးနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ battery အနေနဲ့ဆိုလို့ရှိရင်သူ့ရဲ့ original battery ကျွန်တော်တို့က inverter ဆိုလို့ရှိရင်လည်းတကယ်ကိုပဲသူကဘယ်လိုခေါ်မလဲပုံမှန်ဈေးကွက်မှာတွေ့ရတဲ့ပုံမှန် inverter တွေနဲ့မတူဘူးပေါ့နော် All-in-One Power Station မှာတုံးထားတဲ့ inverter တွေကပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲ quality ဖြစ်တယ်သူထဲမှာတုံးထားတဲ့ဒီအစိတ်ပိုင်းတစ်ခုချင်းစီကစနစ်တကျရှိလာတယ်ပေါ့ကဲဒါဆိုလို့ရှိရင်တော့ဈေးနှုန်းကလည်း56သိန်းဟိုမှာ aircon တစ်ကောင်တစ်လုံးကို9နာရီခွဲ6နာရီလောက်တုံးလို့ရတယ်အော်ဒီကောင်က 6K ဟိုမှာကတော့အောက်က battery ကတော့ကျွန်တော်တို့9500 watt hour เนาะကဲဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Teco 7 electronic hardware မှာကိုကြော်လန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်